တခါတလေငါတို့တွေကတခြားသူတွေရဲ့ပန်းတိုင်းကိုကြည့်ပြီးကိုအပြစ်တင်မိတတ်ကြတယ်သူတို့ကတော့ဘယ်ကိုရောက်နေပြီးငါကတော့ဘယ်မှာကြံခဲ့ပြီဆိုပြီးတော့ပေါ့ဒါပေမဲ့တတိယပါပန်းတိုင်းကတစ်ချိန်တည်းမှာပွင့်ကြတာမဟုတ်ပါဘူးမင်းသွားနေတဲ့လမ်းကြောင်းကတခြားသူတွေနဲ့မတူယုံနဲ့မင်းလမ်းမနေတာမဟုတ်ပါဘူးမင်းမှာကိုယ်ပိုင်ချိန်စရာရှိတယ်မင်းမှာကိုယ်ပိုင်အလှတရားရှိတယ်အခုဒီခီးလေးမှာအေးအေးဆေးဆေးအနားယူပါမင်းရောက်နေတဲ့နေရာကနေဘဝကိုကျေးဇူးတင်တတ်ဖို့ပဲလိုပါတယ်